အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိတ်ဆက်ပေးခြင်းကဒါကတော့ခေတ်ပညာရဲ့ Grade 3 workbook လေးပေါ့နော် Grade 3 workbook စက်မှာဆိုလို့ရှိရင်အားလုံးပေါင်းစာအုပ်6အုပ်ပါဝင်ပါတယ်ဒီစာအုပ်6အုပ်ကဘာလေးလဲဆိုတော့ဒီမှာမြန်မာစာအုပ်မြန်မာစာမှာဆိုလို့ရှိရင်ဒီရှိကတော့အခုဒါပါဝင်တဲ့မာတိကာလေးပါ content လေးကအခန်း9ခန်းရှိပါတယ်ပြီးတော့စာအုပ်ရဲ့နောက်မှာဆိုလို့ရှိရင်အဖြေပါဝင်ပါတယ်ဒါလေးကတော့မြန်မာစာအုပ်လေးပါဒါလေးကတော့အင်္ဂလိပ်စာအုပ်လေးပါဒါလေးကတော့သင်္ချာပါသင်္ချာဆိုရင်သင်္ချာတင်းနေဆိုတာကအရှိရ grade တွေမှာတော့လည်းပြပြလေးပြပါပြီသင်္ချာတက်မှာဆိုရင်အခန်း1ကနေစနစ်ထိပါပါတယ်ဒါလေးကတော့သင်္ချာတက်စာအုပ်လေးပါသင်္ချာတက်မှာဆိုလို့ရှိရင်တော့အခန်း73အောင်ပြန်စမှာဖြစ်ပါတယ်အခန်း73ကနေပြီးတော့အခန်း23ထိပါဝင်ပါတယ်ဒါလေးကသင်္ချာနဲ့စာအုပ်ပါသင်္ချာတက်နဲ့ခွဲထုတ်ထားတဲ့ရွေးချက်ကတော့စာအုပ်အရင်ထူသွားမှာဆိုတဲ့အတွက်ကြောင့်ခွဲထားတာပါဒါလေးကတော့သိပ္ပံစာအုပ်လေးဖြစ်ပါတယ်ဒါလေးကတော့လူမှုရေးစာအုပ်လေးဖြစ်ပါတယ်အားလုံးပေါင်းစာအုပ်6အုပ်ရှိပါတယ်စာအုပ်6ကိုမှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့8880ကနေပြီးတော့စတဲ့မှာယူနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်